အားလုံးပဲမင်္ဂလာပါကျွန်တော်တင်လေးပဲရှိပါတယ်ခုကျွန်တော် level ကြီးလိုက်ပါတော့ကျွန်တော် level 1499ဆိုတော့ကျွန်တော်တို့ C3 တောင်းဖို့ level တစ်ခုပဲလို့ပြောဖြစ်ပါတယ်နေ့ video ကတော့ကျွန်တော်တို့ C2 တောင်းမဲ့ video လေးပဲရှိပါတယ်ကဲအားကြောင့် let's go မတော်ခင်မှာကျွန်တော် video ကြီးရဲ့ viewer တယောက်ကကျွန်တော် full ပေးမယ်လို့ပြောရပါတော့ရိုးတီးရ full ကြီးအောင်ပေးရဟာအခုကျွန်တော် video ကြီးနေကျွန်တော်ကျေးဇူးတင်ပါတယ်ပြောသွင်းချင်ပါတယ်ကျွန်တော် video လေးကျွန်တော်ပြန်စားလိုက်ရအောင်အမတော့ quick ကြည့်ရအောင်နော် quick ရချင်မှာ bottom မှာပေါ်ကမစဘုံလို့စားပါရေးပြမရတယ်ဂျမဒီစားပါတော့ဘောစပုံးနေပေါ့နော်အားကြောင့်ကျွန်တော်ဘောကိုတော့တိုက်တယ်ပေါ့နော်ဗီဒီယိုလေးရှိတာမှတို့ကျွန်တော်ရေးလိုက်တယ်ပေါ့နော်ဗီဒီယိုလေးကိုရပ်ခုဆိုရင်ကျွန်တော်တို့ quest အတစ်တစ်ခုရပြီဆိုကျွန်တော်တို့ C3 ကိုတောင်းဖို့ကျွန်တော်တို့ mission လုံးမှာဖြစ်ပါရဲ့ကြည့် let's go အဲ့ချိန်မှာကျွန်တော်မရောက်ခင် full row ပဲဆိုပြီးတော့အတီတွားတယ်ပေါ့နော် live food လို့ဘာ food လို့မစားတော့တယ်ကျွန်တော်မြန်မာလူကြီးတိုးရတာပေါ့နော်အဲ့မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ15မိနစ်လူရတာနဲ့ mission မဲ့ကလုပ်လို့မဆိုပြီးကျွန်တော်တိုးရတယ်ပေါ့နော်ဒီရ bro တိမဲ့တင်နေပေါ့နော်စီတူရောက်တဲ့လူတွေလောက်တယ်ပေါ့နော်ပုံမှန်လို့ဗီဒီယိုတင်ဒါလူဝဲလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တော့ဗီဒီယိုတင်တာလို့ဒီမှာဒါတွေကလောက်ပါပြီကျွန်တော်ဒီမှာထောင်ထဲကဒီကောင်လေးကိုလွတ်ပေးရတဲ့အထဲမှာ MBC ကောင်ကိုစကားပြောရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီအပေါ်မှာဟိုမှာအဖြူအကောင်လေးနဲ့ကျွန်တော်ချရတယ်ပေါ့နော်အဲ့ကောင်ချတာလွယ်ပေါ့နော်ဘာလို့လဲဒီကောင်မှာဘာဖူးမှဒီကောင်မှာဖူးမှလည်းမစားဘူးဒီကောင်က tablet တစ်ချောင်းနဲ့ပဲချရမို့လို့ကျွန်တော်တို့ဗုဒ္ဓနဲ့တီးထုတ်ပြလိုက်ပါတယ်အဲ့မှာဒီကောင်ရှော့သွားတော့ဒီနေရာပြန်ပို့ရပေါ့နော်ပြီးတော့ဒီမှာ animation တွေပြတယ်အဲ့မှာခေါင်းကြီးအောင်နဲ့ခေါင်းပြဲသွားပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာစားလေးပါလေးနေတာနဲ့ကျွန်တော်တို့စားလေးပါညာချီကွာရှောင်းနေနေတယ်ပေါ့နော်โอเคခုဆိုကျွန်တော်တို့ C2 တောင်းမယ့်နေရာဒိုးလဲရအောင်လားစကူအခုဆိုရောက်လာပြီပေါ့နော်ကျွန်တော်ဖူတာရိုးရအောင်ဖူမရိုးရင်ကျွန်တော်လူတယောက်ကလက်ဖူပေးသွားပြီပေါ့နော်အဲ့နဲ့ကျွန်တော်စတုထားလိုက်တယ်ပေါ့နော်ကဲတာစီမှာကျွန်တော်ဘာဖူပေါက်မယ်ရုပ်ဖောက်ရရအောင်စမုံကြီးပါလို့ကဲလည်းစိုးလိုက်လားကဲဗီဒီယိုလေးလောက်ပါပဲကျွန်တော်ဗီဒီယိုကြိုင်တိုင်း like နဲ့ subscribe လုပ်ခဲ့လို့ရပါတယ် subscriber နေရာပြည့်တော့ပါမယ်အားလုံးပဲဘိုင်ဘိုင်